အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Flash ဖြစ်ပါတယ်ကျွန်တော်ကတော့ J Professional Power School ရဲ့တင်ကြားရေးဆရာတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပညာဒါနတစ်ခုအနေနဲ့ Mid Fade နဲ့ Quick Hairstyle ကိုညှပ်ပြသွားမှာဖြစ်ပါတယ်အားလုံးပဲတစ်ချက်လောက်လိုက်ကြည့်လိုက်အောင်ဒီနေ့ Cut Number 2နဲ့ Fade Foundation ကိုအရင်ဦးဆုံးဖော်ဆောင်သွားမှာဖြစ်ပါတယ်ဒီလိုရှိရင်ကျွန်တော်တို့ဒီ trimmer နဲ့ထပ်ပြီးတော့ Mid Fade guideline ကိုစတင်ဖော်ဆောင်မှာဖြစ်ပါတယ်တတိယအဆင့်အနေနဲ့ clipper guideline ကိုထပ်ပေးမှာဖြစ်ပါတယ်ဒီလာ guideline ဖြောက်ပြီးတော့ပြီဖြစ်ပါတယ် 4.5 mm ကတ်ကိုစတင်အသုံးပြုမှာဖြစ်ပါတယ်ပြီးတော့3 mm ကိုစတင်အသုံးပြုမှာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးအနေနဲ့ 1.5 mm ကတ်ကိုအသုံးပြုပြီးတော့ချောကိုင်မှာဖြစ်ပါတယ်နောက်ဆုံးမှာတော့ shaper ကိုအသုံးပြုမှာဖြစ်ပါတယ်